ပြောပြမယ်ရရလေးရဈေးတိုင်းတွေကော်မတီတွေနော်အိမ်မာနေတဲ့အိမ်ရှင်မတွေလည်းပြုတ်လို့ရတယ်နော်ကျွန်တော်တို့ရှေ့ဆိုရိုးစကားလေးရှိတယ်လူတော်တော်များများအသုံးပြုနေကြသုံးနေတဲ့စကားလေးတွေရှိကြပါပတ်ဝန်းကျင်တွေမှာလေအဲ့ဒါဒီမရတော့မဟုတ်တချို့ဟဲဟိုမှာကြည်သားလှဖေလို့အိမ်ဟဲနေချင်းညချင်းကြချမ်းသာသွားတာဟဲနေချင်းညချင်းလုပ်ငန်းတွေကောင်းလာတာဟဲနေချင်းညချင်းအဆင်ပြေလာတာဒီလိုစကားတွေပတ်ဝန်းကျင်တွေမှာသုံးကြတာတွေရှိကြတာနော်ပြီးတော့လေသူ့ရဲ့စာဆုံးမှာလည်းကျနေချင်းညချင်းစီဝတ်တက်အဲ့တော့လူတွေကလူတိုင်းကပတ်စံတော့လိုချင်ကြတာကျွန်တော်တို့ဆရာတွေလည်းလိုချင်တာပဲပတ်စံနော်ဘယ်ရမဆိုငွေရအတိုင်းတာတစ်ခုနဲ့ဥဆောင်နေတာပဲနော်အဲ့တော့နေချင်းညချင်းနဲ့ပတ်သက်ပြီးတော့စီးပွားတက်ချင်တဲ့သူတွေကျွန်တော်ဒီနီးလန်းလေးကျွန်တော်ပေးမယ်ဒီတစ်ခုတော့ရှိတာနေချင်းညချင်းစီးပွားတက်ပြီးဒီရေတရားလေးကိုလှုပ်ပြီးတော့ကျွန်တော်တို့ဘာမှမလုပ်ပဲနဲ့ထိုင်နေမှာကျမတို့ဘာမှမလုပ်ပဲနဲ့ထိုင်မယ်ဆိုရင်တော့ဘာမှတော့ဖြစ်လာမှာမဟုတ်ဘူးရတရားဆိုတာကိုသွားလာတဲ့လမ်းကြောင်းကိုလောက်ကင်နေတော့အရာလေးမှာကံအထောက်ကူလေးဖြစ်စေတာပေါ့နော်အဲ့တော့ဒီရတရားနေချင်းညချင်းစီးပွားတက်စေတဲ့ပြုလုပ်ရတဲ့ရတရားနော်အဲ့တော့ကြွေပကံလေးတစ်ချက်ချကြွေပကံလေးပေါ်မှာဂျင်းတက်ကြီးကြီးလေးရှာဂျင်းတက်လေးပေါ်မှာဖျောင်းနိုင်လေးတင်ထွန်းနော်အဲ့တော့မနက်မိုးလင်းပြီးရိတ်ဆိုတာနဲ့တချို့လူတွေကမိုးလင်းလို့တချို့9နာရီတောပတ်ရက်တွေဆိုတော့ကျွန်တော်9နာရီလောက်မှဘာသာကြီးတွေဘာတွေလောက်တယ်အဲ့လိုမျိုးလောက်တဲ့လူမိုးလင်းတာနဲ့ဒီဂျင်းတက်လေးပေါ်မှာမီးတင်ထုံးမှာနော်ခုနကညဘက်ရောက်သွားပြီမီးတင်ထုံးမှာဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်စီမှာဘေးနေလာတတ်တဲ့လူတွေဒီလိုမျိုးအစီအမံရတရားမျိုးကျွန်တော်ပေးရင်ဘယ်လိုပေးလဲဆိုတော့ကျွေးပကံ2ချက်ကျွန်တော်ရှာခိုင်းတယ်ဂျင်းတက်လေး2ခုရှာခိုင်းတယ်ရှာပြီးကျွေးပကံလေးတစ်ချက်မှာနေဆိုပြီးတော့ကျွန်တော်ရေးခိုင်းတယ်နောက်တစ်ချက်မှာညဆိုပြီးရေးခိုင်းတယ်နေရဲ့ပေါ်လေးမှာဂျင်းတက်လေးတစ်ထပ်တင်တယ်ညဘက်မှာဂျင်းတက်လေးတစ်ထပ်တင်တယ်မနက်6နာရီမနက်9နာရီကနေ12နာရီအတွင်းမှာနေဆိုတဲ့ဂျင်းလေးပေါ်မှာတင်ထုံးခိုင်းတယ်နေ့လယ်12နာရီည12နာရီအတွင်းညဆိုတဲ့ပေါ်လေးမှာမီးတင်ထုံးခိုင်းတယ်ကိုယ့်ရဲ့ခုံလေးတို့အလုတ်ခုံတို့ကောမဒီတို့အဲ့လိုနေရာလေးမှာတင်ထုံးပေးနေချင်းညချင်းစီးပွားတက်